တို့အမျိုးသမီးလေးတွေကြုံမှုလားတော့မသိဘူးရှင်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ရည်စားကကိုယ့်ပေါ်မှာတန်ဖိုးမထားစွာလေးနက်မှုမရှိစွာနဲ့ကိုယ့်ကိုဆက်ဆံလာတဲ့ခံယူကြရင်ကိုယ့်ကိုပေါ့နော်ဂယုမဆိုင်ဘူးမကျင်တာမလေးထွေးစွာနဲ့ဆက်ဆံလာတဲ့ခါမှာဝိညာဉ်တို့အမျိုးသမီးတွေကထိခိုက်နာခြင်းကြေခွဲကြတာသဘာဝပါရှင်ပေါ့နော်အဲ့လိုမျိုးအချိန်တွေမှာအမျိုးသမီးတွေကပေါ့နော်ဒီအမျိုးစုံပေါ့ပထမအဆုံးတော့ဒါဝမ်းနေကြတယ်ဒေါသထွက်ကြတယ်ပြီးတော့အဲ့ဒီသူတို့နဲ့ပတ်သက်နေတဲ့သူတို့ချစ်သူရည်စားအမျိုးသားကိုတွားပြီးတော့ဒေါသတကြီးနဲ့ပြောဆိုမယ်ရန်ရှာမယ်နေရာငါ့ကိုဘာလို့အဲ့လိုဆက်ဆံတာလဲနေရာငါ့ကိုဘာလို့အဲ့လိုလုပ်တာလဲအဲ့ဆိုတော့မိကုန်းနေအများကြီးသွားမေးမယ်ယတနာကြီးရှာမယ်ဟန်ဆောင်ပန်ဆောင်လမ်းခွဲပြမယ်ပေါ့နော်တို့ကြတော့လေအနုနီးနဲ့ဖြစ်စေအကျန်းနီးနဲ့ဖြစ်စေပေါ့နော်သူတို့အမျိုးသမီးလေးတွေကဒီမျိုးသားစီက attention တွေဂရုစိုက်ကျင်တာမျိုးထွေးမှုတွေကိုတနည်းနည်းနဲ့ပြန်ပြီးတောင်းဆိုကြပါတယ်ရှင်ဒါတော်များများပေါ့နော်ဆိုတော့အဲ့လိုမျိုးအနေအထားတွေကလေအဲ့လိုမျိုးအနေအထားတွေမှာအမျိုးသမီးလေးတွေကိုဒီနာက clear message ပေါ့နော်နားလည်စေချင်တာဘာလဲဆိုတော့ဒီအမျိုးသားကလေဒီအမျိုးသမီးလေးကိုအဲ့လိုမျိုးပေါ့နော်မလေးမဆနဲ့ဆက်ဆံနေတယ်ဆိုတာလေသူ့ကိုယ်သူသိပါတယ်သူဘာလုပ်နေတယ်ဆိုတာကိုဒီမျိုးသားကတိတ်တိတ်ချာသိပါတယ်ရှင်နော်ပြီးတော့ဒီမျိုးသမီးကိုမလေးမစားစွာနဲ့ဒီမျိုးသမီးကိုတန်ဖိုးမထားတဲ့အမှုရာနဲ့ဆက်ဆံနေတယ်ဆိုတာလေဒီမျိုးသားတိတ်တိတ်ချာသိပါတယ်ဒါကလေဒီမျိုးသားကတကယ်တမ်းကျတော့ဒီလိုမျိုးလုပ်တယ်ဆိုတာကလေဒီမျိုးသားကဒီမျိုးသမီးကိုလုံးဝတန်ဖိုးမထားလို့လုံးဝမချစ်တော့လို့ပါရှင်ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုလို့ရှိရင်လေဒီမျိုးသားကဒီမျိုးသမီးကိုလုံးဝမလို့ရှင်တော့ရှင်လမ်းခွဲခြင်းတယ်ဆိုတော့ကြီးကြီးမားမားစိတ်နဲ့ကိုစပြီးတော့ပြတာပဲရှင်ပေါ့နော်အဲ့မှာသူတို့ကအမျိုးသား60ရာခိုင်နှုန်းကပါလဲဆိုတော့ဒီမျိုးသမီးတယောက်နဲ့ပေါ့နော်လမ်းခွဲခြင်းတဲ့အခါမှာသူတို့ရဲ့ပါဇက်ကနေပြီးတော့ပေါ့နော်ဒီလိုမျိုးပွင့်လင်းနဲ့ငါမင်းကိုမချစ်တော့ဘူးတန်ဖိုးမထားနိုင်တော့ဘူးလမ်းခွဲမယ်လို့ထုတ်ပြီးတော့ဘယ်တော့မှပွင့်လင်းစွာစပြောလို့လမ်းခွဲလေးမရှိပါဘူးရှင်ဘာလို့လဲဆိုတဲ့အခါကျတော့ပေါ့နော်ဒီတချို့ဆိုလို့ရှိရင်ဒါလက်မထက်ရသေးဘူးအိမ်ထောင်တဲ့ဟက်ဆန်လေးတွေဒီချိန်မှနောက်စာပြုမှုပြီးသားတွေလည်းဖြစ်နိုင်တယ်ပေါ့နော်တချို့ဆိုလက်ထပ်ပါမယ်ဘာညာချင်းစီစဉ်ထားရလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီလိုမျိုးတွေထဲဝင် relationship တွေဖြစ်ပြီးတဲ့အခါကျတော့မှအဲ့လိုမျိုးပြောပြီးတော့လမ်းခွဲတယ်ဆိုလို့ရှိရင်ဒီမျိုးသမီးကဒီမျိုးသားကိုတရားဥပဒေအရလို့ဘာလို့တရားစွဲတာတွေပေါ့နော်ဒီမျိုးဒေါသတွေနဲ့ပောက်ခွဲပြီးတုံ့ပြန်တာတွေဖြစ်နိုင်တယ်ပြီးတော့ဒီမျိုးသားကလည်းသူကလူဆိုးပေါ့သူများသားသမီးကိုအဲ့လိုမျိုးလုပ်ပြီးတော့ပေါ့နော်တာဝန်မရှိဘူးပြဟက်ခါနဲ့ဖြစ်သွားတယ်ဆိုတော့သူတို့ကိုသူတို့လူဆိုးနာနဲ့တက်ခံအမှဆိုးလို့အဲ့ဒီအချက်နှစ်ချက်ကြောင့်ပေါ့နော်သူတို့ကအမျိုးသမီးလေးတွေကိုသူတို့ရဲ့ရှင်ဘတ်ထဲကအမှန်တရားတွေကိုဖွင့်ပြောပြီးတော့လမ်းမခွဲပါဘူးရှင်သူတို့ရဲ့ရင်ဘတ်ထဲကအမှန်တရားကဘာလဲဆိုတဲ့အခါကျတော့ပေါ့နော်ဒီအမျိုးသမီးလေးကိုသူတို့ကလုံးဝကိုပေါ့နော်ရိုးဤသွားပြီးဒီမျိုးသမီးကိုလက်ထပ်ခြင်းစိတ်လည်းမရှိတော့ဘူးအဲ့လေသူတို့ရဲ့ဒီနှာခေါင်းကိစ္စဘာညာအတွက်ကလည်းဒါနှစ်ရှိလာများပေါ့နော်တစ်နှစ်ပေါ့အဲ့လိုမျိုးဟာကြာတဲ့ခါမှာတော်တော်ကြီးရိုးဤသွားပြီဒီမျိုးသမီးကိုထိကျင်ခံခြင်းစိတ်လည်းဒါမရှိတော့ဘူးပေါ့နော်ဘာလို့ဆိုတော့ငကိုကလေးကသူတို့ကဒီမျိုးသမီးကိုတကယ်စစ်မှန်တဲ့မေတ္တာသစ္စာတရားတန်ဖိုးထားမှုနဲ့လက်ထပ်ယူခြင်းနဲ့စိတ်နဲ့ချိကက်ခဲ့ပတ်သက်ခဲ့တာမဟုတ်ဘူးရှင်ဒီနှာခေါင်းကိစ္စပေါ့နော်အဲ့ဒီဟာတစ်ခုရဲ့အတွက်အားတာပြီးတော့ဦးစားပေးပြီးသူကပတ်သက်ခဲ့တာဒါပေမဲ့အဲ့လိုမျိုးဖြစ်ချင်လို့ငါမင်းကိုပတ်သက်ပါတယ်ဆိုတော့အမှန်တရားကိုတော့ပြောမှာမဟုတ်ဘူးရှင်အရင်ဦးဆုံးကတော့ချစ်တယ်ချစ်လို့အချစ်ဆိုတဲ့စကားလုံးကိုပဲခုတုံးလုပ်ပြီးတော့အမျိုးသမီးလေးတွေကိုအစပိုင်းမှာသူတို့လိုချင်တာမရသေးတဲ့အခါမှာပေါ့နော်ဘီယူဆိုင်မှုတွေနှွေးထွေးမှုတွေကျင်နာမှုတွေနဲ့ပေးပြီးတော့သူတို့ရဲ့ထောင်ချောက်ထဲကိုဝင်လာအောင်သူတို့ကဖျားယောင်းတာပေါ့နော်သူတို့ကဘာနဲ့တူလဲဆိုတော့ဒီအမဲလိုက်တဲ့မုတ်ဆိုးတွေလိုပဲရှင်သူတို့ရဖို့တဲတဲမဲမဲလိုက်နေတဲ့အမဲပေါ့နော်အဲ့ဒါကိုစားဖို့အတွက်သူတို့ကညီမျိုးစုံသုံးပြီးတော့သူတို့ရဲ့ထောင်ချောက်ထဲကိုဒီမျိုးသမီးစင်းတက်လာအောင်လုပ်တာရှင်အဲ့မှာအမျိုးသမီးလေးတွေကလည်းကိုပေါ်မှာကောင်းပြတယ်လူဆိုင်ကျင်တာလေးထွေးပြတယ်ဆိုတဲ့အခါမှာအဲ့ဒီထောင်ချောက်ထဲကိုဝင်သွားတာအမျိုးသမီးလေးတွေကချစ်မိသွားပြီဆိုတဲ့အခါမှာအရာရာအားလုံးကိုပေးဆက်ဖို့ကဝင်မလေးဖြစ်သွားပြီနော်ဒီတို့ရဲ့ဒီခန္ဓာကိုယ်ကအစငွေကြေးဆိုငွေကြေးအစဘာပဲပေးရဆိုတဲ့ပုံစံဖြစ်သွားတာရှင်အရန်တနာဖို့ကောင်းတယ်အဲ့ဒီအချိန်မှာမျိုးသားတွေကအနာရပါပြီသူတို့ရဲ့လက်ခုပ်တရားရှိဖြစ်သွားပြီပေါ့နော်ဒီမျိုးသမီးတွေက
အဲ့တော့လိုသလိုသုံးပေါ့နော်အဲ့လိုနဲ့ပဲဒီမျိုးသမီးလေးကသူတို့ရဲ့အစားခံရတဲ့ဂျိုးတငယ်ဖြစ်သွားတာပေါ့ရှင်နော်အဲ့မှာနှစ်တည်လဲလာရင်လည်းကြာရောအမျိုးရိုးဤသွားပြီးတော့ဒီမျိုးသမီးလေးကိုလမ်းခွဲခြင်းပေါ့နော်အဲ့ခါမှာသူတို့ကအဲ့လိုမျိုးပေါ့နော်